ပို့တူအကြောင်းပြောပြလာတဲ့နော်ဖော်ရတာအားလုံးပဲမင်္ဂလာပါရှင်အနုပညာရက်ကွေတွေပေါ်မှာအမျိုးမျိုးတွေကိုရရှိနေတဲ့နော်ဖော်ရတာတော့ကိုဆိုရက်ကွေတွေမှာစက်တိုက်ရက်ကွေပေးနေရပြီးသူမတော့ကိုဆိုရဲ့အနုပညာလို့တွေမှာပရိသတ်ရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိထားပါတယ်အခုစေပွဲတက်တွေမှာမကြာခဏဆိုလိုတယောက်ပေးနေရနော်ဖော်ရတာတော့ဒီကိစ္စမှာပရာဟိတာလို့တွေကိုစူးစမ်းပန်းစားဆောင်ရွက်ပေးနေတဲ့ဆယ်လီပုတ်တူလေးအကြောင်းပြောပြလာခဲ့ပါတယ်နော်ဖော်လေးကဆယ်လီပုတ်တူလေးနဲ့ပတ်သက်ပြီးအခုလိုပဲပြောပြလာခဲ့ပါတယ်နော်ဖော်ရကတော့ပို့တူလီကအရင်ကတော့ပါရီသူကအခုဆိုရင်ပရာဟိတာလို့တွေကိုသူတက်နိုင်တဲ့ဘက်ကနေဆောင်ရွက်ပေးနေရကိုကြည့်ပြီးအားကြမိပါတယ်။နောက်ဖို့လည်းလိုအပ်တဲ့နေရာလေးတွေအတွက်တက်နိုင်တဲ့လောက်ကုညထောက်ပံ့ပေးသွားမှာပါ။အခုလည်းမိဘမဲ့ကလေးတွေအတွက်ကုညလူတန်းပေးသွားဖို့စီစဉ်နေရပေါ်နော်ဆိုပြီးနောက်ဖို့လေးကပြောပြလာခဲ့ပါတယ်။တရုတ်ဆောင်နော်ဖော်ရတာကတော့ဆယ်လီပို့တူလီကအရင်လေးစားဖို့ကောင်းတယ်လို့ဆိုပါရီပရာဟိတာလို့တွေမှာတရော့တင်နေရကနေကုညလောက်ကင်ပေးနေတဲ့ပို့တူလီကိုအာလုံကဝန်တာနေကြပါရီပို့တူလီကတော့အခုလိုဂရန်အလူခံနေတဲ့ပုံမှာလေတချို့ကပို့တူလီကိုအမျိုးမျိုးပြောဆိုနေကြရမျိုးရှိပါရီအဲเจ้าတွေကိုလည်းပို့တူလီကပြောပြလာခဲ့ပါရီပို့တူလီကအခုလိုပရာဟိတာတွေအတက်တရောလုံးဆောင်ပြီးနေရကိုတချို့ကသူ့ပို့ပြီးတော့နမဲကြီးလာအောင်လုပ်ပြနေရလို့နောက်ွယ်ရနေပြောဆိုနေကြပြီးအခုဆိုရင်ပုတူလီကတချို့သူတွေရဲ့ဝေဖန်ပြောဆိုတာတွေကိုအမျိုးမျိုးခံနေရပါတယ်။အဲကြောင့်လူတွေနဲ့ပတ်သက်ပြီးတော့လေပုတူလီကအခုလိုပဲရှင်ဖွင့်ပြောပြလာခဲ့ပါတယ်။ပုတူဟာကျွန်တော်စေတနာတန်တန်နဲ့ကူညီပေးသွားမှာပါ။ဘာသူတွေဘလို့ပြောကိုကမဟုတ်တာမလုပ်တာလို့စိတ်လုံပါတယ်။ကောင်းတာတွေလုပ်တာပဲနော်။တချို့ကပြည့်မြင်ချင်ကြတယ်။အခုဆိုရင်ကိုရိုင်းအလူခံနေလွယ်အပ်တဲ့နေရာလေးတွေကိုကိုရိုင်းပဲသွားလို့ပေးတယ်။တပြားတစ်ချက်မှကျွန်တော်မသုံးပိုပလေကူညီပေးနိုင်ဖို့စူးစမ်းတော့မှာပါဆိုပြီးပိုတူလီကပြောပြလာခဲ့ပါတယ်။အနုပညာယူကူရီမှာအမျိုးမျိုးတွေကိုရရှိနေတဲ့နော်ဖော်ရတာတော့အခုဆိုရင်ရက်ကူရီမှာစက်တိုက်ရက်ကူပေးနေရပြီးသူမတို့အခုဆိုရင်အနုပညာလောတွေမှာပြည်သူရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိထားပါတယ်။ပြည်သူတွေကလည်းသူမရဲ့အနုပညာရက်ကူရီအတစ်တွေကိုစောင့်ကြည့်နေကြပါတယ်။နော်ဖော်ရတာတော့အနုပညာလောတွေမှာစူးစမ်းလုပ်ကိုင်နေပြီးတယောက်တည်းအေးချမ်းချမ်းနဲ့ပြတ်တန်းနေရပါ။နော်ဖော်ရတာကသူနေနေအင်တာဗျူးတစ်ခုမှာဖော်ပြနေတာမျိုးအစားတော့တမျိုးနောက်တော့တမျိုးခွဲရမှာဖော်ပြသူတွေဆိုရင်သဘောမကျဘူးလို့ဆိုပါတယ်။အဲကြောင့်လေးတွေနဲ့ပတ်သက်ပြီးနော်ဖော်ရတာကအခုလိုပဲပြောပြလာခဲ့ပါတယ်။နော်ဖော်လေးကနော်ဖော်ကတော့အင်တာဗျူးတစ်ခုမှာတစ္ဆာရှိတာကပိုရေးကြီးတယ်လို့ထင်တယ်။အင်တာဗျူးတစ်ခုမှာတော့နားလည်မှုရှိဖို့လည်းလိုပါတယ်။အရေးကြီးတာကမဖော်ပြမှုပါ။နော်ဖော်ကတော့ဖော်ပြတာမျိုးခွဲရမှာတမျိုးလောက်တာမျိုးဆိုရင်သဘောမကျပါဘူးလို့ပွပွလင်းလင်းပဲပြောပြလာခဲ့ပါတယ်။နော်ဖော်ရတာတော့အခြေရတဲ့စီပိုင်လုပ်တွေကိုပဲစူးစမ်းလုပ်ကိုင်သွားမယ်လို့ဆိုပါရီအခုလက်ရှိမှာတော့တရုတ်ဆောင်နော်ဖော်ရတာကရက်ကူရဲ့တစ်တွေအတွက်ကန်နိုင်ခံရပြီးသူမရဲ့အနုပညာလှရှာမှုအသစ်တွေကိုပြည်သူတွေကစောင့်ကြည့်အောင်ပေးနေကြပါရီနော်ဖော်ရတာတော့အနုပညာလုပ်တွေမှာအကောင်းဆုံးစူးစမ်းသွားမယ်လို့လည်းပြောပြလာခဲ့ပါရီဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပြည်သူတွေအတွက်အနုပညာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်သောဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတက်လေးကျေးဇူးအများကြီးတင်ပါတယ်